အားလုံးပဲမင်္ဂလာပါခင်ဗျာဒီသင်ခန်းစာမှာတော့ Kobo Toolbox မှာအသုံးပြုတဲ့ HLS file အကြောင်းကိုလေ့လာသွားကြမှာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့ HLS file ဆိုတာက Excel file အမျိုးအစားပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ကိုကျွန်တော်တို့ကဒီ Kobo Toolbox လိုမျိုး ODK system တွေမှာအသုံးပြုလို့ရအောင်လို့ကျွန်တော်တို့ဒါ format တွေကိုပြန်ပြီးတော့ပြင်ပေးရတာမျိုးဖြစ်ပါတယ်အဲ့တော့မှသာကျွန်တော်တို့ဒီ ODK system တွေမှာသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ Kobo Toolbox မှာအသုံးပြုဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ HLS file ပေါ့နော်ဒါတနည်းအားဖြင့် Excel file ကိုကျွန်တော်တို့ကဒီ sheet 3ခုနဲ့ပြင်ဆင်ပေးဖို့လိုအပ်ပါတယ်ကျွန်တော်တို့ Excel file တစ်ခုကို create လုပ်ပြီးလို့ရှိရင် sheet 3ခုကျွန်တော်ဖန်တီးပေးရပါမယ်ပထမဆုံး sheet ကနာမည်ကိုတော့စာပေးလို့ပေးရပါမယ်ဒီမှာရေးထားတဲ့စာသားအတိုင်းအတိအကျပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့အကြီးသေးတွေဒီ space bar တွေပါလို့မရပါဘူးဒီစလုံးအတိုင်းအတိအကျပေးရပါမယ်ဒုတိယတစ်ခုကတော့ကျွန်တော် choices ဆိုပြီးတော့ပေးရပါမယ်ဒီစာပေးနဲ့ choices ကတော့ဒီ HLS file တစ်ခုပြင်ဆင်မယ်ဆိုလို့ရှိရင်မဖြစ်မနေကိုပါရမယ် sheet နှစ်ခုဖြစ်ပါတယ်အောက်က settings ဆိုတဲ့ page ကတော့ကျွန်တော်တို့ sheet ကတော့ဗောနော်ဒါ option နဲ့ဖြစ်ပါတယ်အဲ့တော့ကျွန်တော် survey sheet ဆိုတာကအဓိကကျွန်တော်တို့ရဲ့မေးခွန်းတွေကိုထည့်ထားတဲ့နေရာဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့အခုဒီ question တစ်ခုကိုကောက်တော့မယ်ဆိုရင်မြင်နေရတဲ့မေးခွန်းတွေကိုဒီမှာဖြည့်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီမှာလဲကျွန်တော်တို့အဓိကအားဖြင့် column 3ခုမဖြစ်မနေကိုထည့်ရပါမယ်အဲ့ဒါက type name label ဆိုပြီးတော့ဖြစ်ပါတယ်ဒီ HTML file တွေပြင်ဆင်တဲ့အခါမှာတော့ကျွန်တော်တို့သူ့ရဲ့ပေးထားတဲ့ system နဲ့ဝင်အောင်ပေါ့နော်ဒီ field name တွေကအစားအတိအကျပေးရမှာဖြစ်ပါတယ် case တွေအားလုံးကတော့ lower case ကိုပဲသုံးပါတယ်ဒါ type ကဘာလဲဆိုတော့ကျွန်တော်မေးခွန်းအမျိုးအစားဖြစ်ပါတယ်ဒီရှေ့ကကျွန်တော်တို့ scratch မှာလုပ်တော့လို့ပေါ့နော် slot 1တို့ slot multiple တို့ဒီလိုမျိုးဆိုင်ရာquestion type တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော် name ပေါ့နော် name ကကြတော့ကျွန်တော်တို့ဒါမေးခွန်းရဲ့နာမည်ပေါ့အဲ့ဒီမေးခွန်းရဲ့နာမည်ကကျွန်တော်တို့ဒီ form ကို download ချတဲ့အချိန်မှာပေါ်လာမဲ့ fee ရဲ့ name ဖြစ်ပါတယ်အားလုံးက small letter နဲ့ပဲရေးပါတယ်နောက်ဆုံးတစ်ခုကတော့ label ဖြစ်ပါတယ် label ကတော့ကျွန်တော်တို့ဒီ data ကောက်တဲ့လူတွေက file ကိုကြည့်တဲ့ဒီ form ကိုကြည့်တဲ့အခါမှာကျွန်တော်တို့ဒါ user familiar ဖြစ်တဲ့ user friendly ဖြစ်တဲ့ပုံစံဖြစ်အောင်ရေးထားတာဖြစ်ပါတယ်ဆိုလိုတာကကျွန်တော်တို့ဒါ space bar တွေပါမယ်အကြီးသေးတွေပါမယ်ဖတ်ရရှုရလွယ်အောင်လို့ရေးပေးထားတဲ့အနေအထားဖြစ်တယ်ပေါ့နော်ဆိုတော့ဒီ name ကြီးကိုဒါကျွန်တော်တို့က user interface မှာလာပြမယ်ဆိုရင်တော့ဒါဖတ်ရတာအဆင်ပြေမှာမဟုတ်ပါဘူးအဲ့တော့ကျွန်တော် label ဆိုပြီးတော့ထည့်ပေးရတယ်ပေါ့နော်ဒီ service sheet မှာတော့ဒီ column 3ခုကမဖြစ်မနေလိုအပ်ပါတယ်အဲဒီအောက်ကပုံလေးမှာဥပမာကြည့်မယ်ဆိုရင်ဒီမှာ select 1ပေါ့နော် select 1ဆိုတာကဒါကျွန်တော်က question type ပေါ့ select 1ရွေးရမှာပေါ့ gender ပေါ့နော်gender ဆိုတာကကျွန်တော်ဒီ gender နဲ့ပတ်သက်တဲ့ကျွန်တော်ရွေးချယ်စရာတဲကနေပြီးတစ်ခုကိုရွေးပေးရမှာဖြစ်ပါတယ်အဲ့တော့သူ့ရဲ့ question ရဲ့ name ကကြတော့ gender ပေါ့နော် label ကကြတော့ respondent gender ပေါ့ဒါဖြည့်ဆိုသူရဲ့လိင်စိတ်ခံယူမှုကိုမေးတဲ့မေးခွန်းပေါ့ကျွန်တော်တို့မေးခွန်းကောက်တဲ့လူတွေကဟောဒီ label အောက်ကဟာကိုပဲမြင်ရမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ choices ကကြတော့ဘာကိုအလုပ်လုပ်တာလဲဆိုတော့ connect ကကျွန်တော်တို့ select 1တို့ select multiple တို့ကနေရွေးရတဲ့အပိုင်းတွေကိုကျွန်တော်တို့ကဒီ choices ထဲမှာလာပြီးတော့ဖြည့်ရတာဖြစ်ပါတယ်သူ့မှာလည်းကျွန်တော်တို့ mandatory column 3ခုရှိပါတယ် list name name နဲ့ label ဆိုပြီးတော့ဖြစ်ပါတယ် list name ဆိုတာဒီကျွန်တော်တို့ရှေ့ကမေးခဲ့တဲ့ question ရဲ့ name ကနေလာပါတယ်ရှေ့မှာတော့ကျွန်တော် select 1ဆိုရဲquestion type မှာမိထားတဲ့မေးခွန်းဒီ gender ဖြစ်ပါတယ်ဆိုတော့အဲ့ဒီ gender မှာကျွန်တော်တို့ကဒီ list name လေးကိုကျွန်တော်တို့ထည့်ပေးရမယ်ပေါ့နော်ဆိုတော့ list name ထဲမှာကျွန်တော်တို့ရဲ့ရှေ့ကမေးခွန်းနာမည်ထည့်မယ်ပြီး name ဆိုတဲ့နေရာမှာကျွန်တော် select ပြီးကျွန်တော်ရွေးလို့ရမယ် item တွေထည့်ပေးရမယ်ပေါ့နော်။ဒါဆို transgender female male other ဆိုပြီးဖြည့်ထားမယ်။ဒါကကျွန်တော်တို့ရဲ့ name မှာ label ကကျွန်တော်တို့ကောက်တဲ့လူတွေမြင်ရမယ်ပုံစံဖြစ်ပါတယ်။ဒီပုံစံအတိုင်းပဲကျွန်တော်တို့ဒါ choices မှာလာပြီးတော့ဖြည့်လို့ရပါတယ်။ဒီလိုမျိုးဒီ column 3ခုနဲ့ထည့်ပြီးတော့ကျွန်တော်ရေးရမှာဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်တော် setting ပေါ့နော် setting ကတော့ကျွန်တော်တို့ option နဲ့ဖြစ်တယ်။ကျွန်တော်တို့ဒီ Kobo Toolbox အတွက်ပေါ့နော် HLS font တစ်ခုပြင်ဆင်နေဆိုရင် setting ကမထည့်လဲရတယ်မထည့်လဲရတယ်သူက option နဲ့ဖြစ်တယ်ပေါ့အဓိကတော့ဒီ setting page ကဘာတွေကိုအဓိကလုပ်ပေးလဲဆိုရင်ကျွန်တော်တို့ဥပမာဆိုရင်ဒီမှာ default language ပေါ့နော်တခါတည်းကျွန်တော်တို့ font ကို submit လုပ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီထဲမှာပါတဲ့ language ကို pay language ကိုကျွန်တော်တို့ဒီdefault အနေနဲ့ထားချင်တာလဲဆိုပြီးတော့သတ်မှတ်လို့ရပါတယ်ပြီးတော့သူ့မှာအသုံးဝင်တဲ့ဟာကတော့ဒီ allow choice duplicate ဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီထဲမှာမေးခွန်းနေမှာကျွန်တော်တို့ duplicate ဖြစ်တာရှိပါတယ်နောက်ပြီးလို့ရှိရင်ကျွန်တော် choice တွေပေါ့ဆိုလိုတာကကျွန်တော်တို့ကနေပြီးတော့ true false တို့ yes no တို့မေးခွန်းနေကျွန်တော်တို့ရဲ့ form ထဲမှာ
50ခုလောက်ပါနေရဆိုရင်ကျွန်တော် choice ထဲမှာအဲ့ဒါတွေကိုပဲလိုက်ပြီးတော့ထက်ခါတလဲလဲဖြည့်စရာမလိုဘူးပေါ့နော် user အနေနဲ့ရွေးရမှာ yes လား no လားဒါပဲရွေးရမယ်ဆိုတော့အနေထား true false ရွေးရမယ့်အနေထားမျိုးရှိတယ်ဆိုရင်ကျွန်တော်တို့ကမေးခွန်းတစ်ခုတည်းကိုပဲထုတ်လိုက်ပြီးတော့အဲ့ဒီဟာကို multiple ဒီ choice မှာပေါ့နော်sorry ကျွန်တော်တို့ choice ရှိမှာဆိုလို့ရှိရင်အဲ့ဒါကိုမေးခွန်းတစ်ခုဒီရွေးချယ်စရာ choice တစ်ခုအနေနဲ့ပဲထားလိုက်တာပေါ့အဲ့လိုမျိုးလုပ်တယ်ဆိုရင်ထားကျွန်တော်တို့က yes no ဆိုတဲ့မေးခွန်းပေါ့နော်yes no ဆိုတဲ့မေးခွန်းကမေးခွန်း10ခုလောက်ရှိတယ်အဲ့တော့ကျွန်တော်တို့ကမေးခွန်းတစ်ခုတည်းနဲ့ပဲချုပ်လိုက်တယ်ဒီ choices က sheet မှာလည်း yes no ဆိုပြီးတော့ပဲထားလိုက်တော့တယ်အဲ့လိုအနေထားမျိုးမှာဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးဘုံသုံးလို့ရအောင်လို့ဒီ condition လေးကို on ပေးရတဲ့သဘောဖြစ်ပါတယ် allow choice duplicate yes လို့လုပ်မှသာအဲ့လိုမျိုးကျွန်တော်တို့ဒါပုံထုတ်ပြီးတော့သုံးလို့ရမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီ HLS font တခုတိစောက်တဲ့နေရာမှာမဖြစ်မနေလိုအပ်တဲ့sheet 3ခုနဲ့ HLS font အကြောင်းကိုလေ့လာသွားကြတာဖြစ်ပါတယ်